အားလုံးပဲမင်္ဂလာပါဗျဒီတစ်ခါတော့ကျွန်တော်တို့ကိန်းနေပေါင်းခြင်းမြောက်ခြင်းနှုတ်ခြင်းမှာဘယ်လိုရှင်းရမလဲဆိုတော့ကျွန်တော်တို့ရှင်းကြည့်အောင်အခုကတော့ဒါ online မှာတွေ့ထားတဲ့ question လေးတစ်ကြောင်ပါဒါကြောင့်မလို့ဒီတန်ဖိုးကဘယ်လောက်ရမလဲဆိုတာကိုကျွန်တော်တို့ရှင်းကြည့်အောင်အဲ့တော့တကယ်တော့ကျွန်တော်တို့ကဒီမှာခွင်းရှိတယ်အတွဲမှာလည်းကျွန်တော်တို့ကတန်ဖိုးနှလုံးရှိအဲ့ဒါကိုနှုတ်ထားတာဖြစ်တယ်ခွင်းကိုကျွန်တော်တို့အရင်ရှင်းမယ်ဒါကြောင့်မလို့ကျွန်တော်တို့က7 about 3 into ခွင်းကိုရှင်းမယ်ဆိုရင်ကျွန်တော်တို့ကဘယ်လောက်ရမလဲဆိုတော့ခွင်းထဲမှာ6တဲ့4နှုတ်နှစ်ကိုနှုတ်တော့4ဖြစ်ပါမယ်equal to အဲ့တော့ကျွန်တော်တို့ကပြီးရင်ဒီအပေါင်းကို3နဲ့9နဲ့ပေါင်းလို့မရသေးဘူးဗျာဒါကြောင့်အမြောက်ကိုအရင်သုံးရပါမယ်ဒါကြောင့်မလို့3နဲ့4နဲ့ကိုအရင်မြောက်မယ်7 about 4 3 12ပါ equal to အခါကျမှကျွန်တော်တို့9နဲ့ဒီဘက်ကရလာတဲ့12နဲ့ပေါင်းလို့ရပါမယ်ဒါကြောင့်မလို့19ဆိုတဲ့ဓာတ်မိုးကိုရမှာဖြစ်ပါတယ်ဒီဥပမာလေးကတော့ဘာဖြစ်လဲဆိုတော့ပေါင်းခြင်းနှုတ်ခြင်းမြောက်ခြင်းစားခြင်းမှာဗလာတွေကိုအရင်နှုတ်ရမလဲဗလာတွေကိုအရင်မြောက်ရမလဲဗလာတွေကိုအရင်ပေါင်းရမလဲဆိုတော့အခြေခံကြတဲ့theoryတွေရှိပါတယ်ဒါကြောင့်မလို့ခွင်းရှိတယ်ဆိုရင်ခွင်းနဲ့ဟာအရင်ချင်းမှာပြီးတော့မှမြောက်မယ်စားမယ်ပြီးတော့မှပေါင်းမယ်နှုတ်မယ်ခင်ဗျဒါကတော့အရင်ကကြားတဲ့ generally formula လေးဖြစ်ပါတယ်အားလုံးပဲသိချင်တာကိုကြမှာရှိပြီးတော့ကျွန်တော်တို့အခြေခံသဘောတရားလေးတွေကိုခေါင်းထဲမှာပြန်လည်မှတ်မိနေအောင်ကျွန်တော်တို့ခေါင်းစည်းတဲ့အနေနဲ့တွေ့ကြရအောင်ဗျာ